Honda ကနေထွက်ရှိလာတဲ့ Honda HHD ဆိုတဲ့ဖုန်းကိုမိတ်ဆက်ပေးမှာဖြစ်တယ်ကျွန်တော်လက်ထဲကိုတော့ရောက်ရှိနေတာနည်းနည်းတော့ကြာပြီပေါ့နော်ဗီဒီယိုကတော့ကျွန်တော်အခုမှပဲလုပ်ဖြစ်တယ်သူ့ရဲ့ဘူးထဲမှာတော့ Type C အသွင်းကြိုနောက်45 watt အသွင်းဒုံးပါမယ်နောက် silicon cover အကြီးအောင်ရင်ပါဝင်လာမှာဖြစ်တယ်ရွေးချက်စရာအယောင်2အောင်ထွက်တယ်အမဲရောင်ရင်အခုကျွန်တော်လက်ထဲကိုရောက်နေတဲ့ဒီ blue color ရယ်ဆိုပြီးတော့ color 2အောင်ထွက်ရှိတယ်ဈေးနှုန်းကဆိုရင်တော့ဒီ RAM 8 internal memory 256GB ကို14သိန်း9900ဆိုတော့ဒီ15သိန်းနဲ့ရရှိမှာဖြစ်တယ် battery ampere က9000 mAh ပါတယ်ဒါပေမဲ့သူ့ရဲ့ထူက 7.5mm ပဲရှိတာဖြစ်တယ်ဆိုတော့ပြောရမယ်ဆိုရင်တော့ဗျာပါတယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ်နောက်တစ်ခုက weight ကတော့သူကတော့အရင်ပေါ့ရတယ်တော့မပါဘူး 188g ဆိုတာကတော့ကျွန်တော်တို့ဒီအရင်လေးမပေါ့ဘူးအရင်လေးနေတယ်လို့မျိုးလည်းမခံစားစေရဘူးဒီအနောက်ဘက်နဲ့ base frame တွေကိုတော့ plastic frame ကိုပဲသုံးပေးထားမယ်အနောက်ဘက်မှာဆိုရင်တော့သူက camera 3လုံးပုံစံလုပ်ပေးထားတယ်တကယ်တော့ camera ပါတာတော့2လုံးပေါ့နော် main camera 108 megapixel နဲ့နောက်ထပ် ultra wide အတွက်5 megapixel ဆိုပြီးတော့ camera 2လုံးရယ်ဘေးနားမှာ flammy လေးကိုထည့်ပေးထားမှာဖြစ်တယ်သူရဲ့ဒီအနောက်ဘက်လေးကလည်းကန်ရတာလက်ရတွေပါထည့်မလွယ်ဘူးဆိုတော့ဟိုကန်ရတဲ့အနေထားလေးကတော့မစိုးဘူးပေါ့နော်ဘယ်ဘက်ချမ်းမှာသူက AI button ဆိုတာလေးပါတယ်အဲ့ဒါလေးကတော့တစ်ချက်နှိပ်မယ်ဆိုရင်ကိုယ်ဘယ်ထဲဝင်ခြင်းလဲတပတ်တက်လုပ်မယ်ဆိုရင်ဘာဖြစ်ချင်လဲနောက်အကြာကြီးဖိထားမယ်ဆိုရင်ဘာ software ကိုသုံးချင်လဲဆိုတာမျိုးကိုစိတ်ကြဒီမှာသွားပြီးတော့ရွေးချယ်ပြီးတော့သွားပြီးထားလို့ရမှာဖြစ်တယ်ညဘက်ချမ်းမှာ volume တိုးချက်ခလုတ်နဲ့ power key နဲ့ fingerprint နဲ့အတူတူပဲ side fingerprint ကိုအသုံးပြုပေးထားတယ် speaker ကတော့2လုံးပေါ့နော်အပေါ်တစ်လုံးအောက်တစ်လုံးအပေါ်က speaker ကကျွန်တော်ဒီ earpiece speaker နားမှာပေါ့နော် speaker တစ်လုံးပါမယ်အောက်မှာကျွန်တော် speaker ပါမယ် volume ကိုကျယ်ရင်300အထိတော့ကျယ်လို့ရတယ်တချင်းနားထောင်ရင်ကျယ်တယ်လို့ပြောလို့ရတဲ့အထက်မှာတော့ပါတယ်ဒါပေမဲ့ဒီ bass stand တွေဘာညာတွေကတော့အရင်ကောင်းတဲ့အထက်မှာတော့မပါဘူးအစင်းကနှက်ကက်ကိုကြောချင်းကက်ဆိုင်ပြီးတော့အသုံးပြုလို့ရမှာဖြစ်တယ်ဒီအချမ်းခံမှုပိုင်းတွေဘာတွေကတော့သူကတော့ IP65 water resistant ပါတယ်မိုးရေတွေဘာတွေမှာသွားတာမျိုးတွေရေတွေဘာတွေမတော်တဆဖိတ်စင်တာလောက်ကိုတော့ကာဝယ်ပေးနိုင်တယ်အမြင့်ပေ2မီတာလောက်ကနေတော့မတော်တဆအောက်ပြုတ်ကြတာမျိုးတွေကိုလည်းသူကခံနိုင်ရှိရပေါ့ဗျာဒဏ်ခံနိုင်ရှိမှာဖြစ်တယ် SGF 5 star ရင်တော့မှလည်းဒီအချမ်းခံမှုဘာညာ certificate တွေပါရထားတာဖြစ်တဲ့အတွက်တော့ကျန်တန်းသုံးမဲ့လူတွေအတွက်တော့နည်းနည်းပါးလောက်ကတော့ဒီအချမ်းခံတဲ့အထဲမှာပါတယ်လို့ပြောလို့ရတဲ့အထဲမှာပါတယ် screen ရဲ့ display ပုံစံကတော့ပတ်ဟို display ပုံစံနဲ့လာတယ် screen size က 6.77 inch AMOLED display ကိုသုံးပေးထားတယ် 1 mix color ရရှိမယ် 120Hz ရမယ်အမြင့်ဆုံး pre brightness ကသူက3000နစ်ထိရရှိတာဖြစ်တယ်အဲ့အတွက်ကျွန်တော်တို့ဒီအပြင်နေမှာသုံးမှာတို့နေပူတွေတွေပိုင်းမှာအသုံးပြုမဲ့လူတွေအတွက်တော့ AACC သုံးလို့ရတဲ့အထဲမှာပါတယ် PWM ကလည်း 3840Hz အထိပါတာဖြစ်တဲ့အတွက်ညဘက်တွေပိုင်းမှာဖုန်းသုံးမဲ့လူတွေအတွက်မျက်စိထိခိုက်မှုတွေပိုင်းကိုတက်တောင်ဆိုပြီးတော့ e-book မှုတွေပိုင်း eye comfort တို့ဒီစတဲ့ဒီဟာတွေသွားပြီးတော့ထားပြီးတော့အသုံးပြုလို့ရမှာဖြစ်တယ်သူ့ရဲ့ဒီအပေါ်မှန်ကိုတော့ aluminum silicate glass ကိုသုံးပေးထားတယ်လို့ပြောတယ်ဒီမှန်ကတော့ကျွန်တော်ဒီ Corning Gorilla Glass တွေလောက်မကြောမှုမရှိဘူးဆိုပေမဲ့လည်းမတော်တဆအောက်ကိုမှန်နဲ့ပြုတ်ကြတာမျိုးတွေမတော်တဆမှန်ကိုချစ်မိသွားတာမျိုးတွေလောက်ကတော့ကာကွယ်ပေးနိုင်မှာဖြစ်တယ် software ပိုင်းကတော့ Android 16နဲ့သူတို့ရဲ့ဒီ Magic OS 10ကိုအသုံးပြုပေးထားတယ် AI feature တွေကတော့ကျွန်တော်တို့ဒီသိကျင်တာ YMI ရှာတာတွေ Honda ရဲ့ AI တွေကိုထည့်ပေးထားတာမျိုးတွေရှိမယ်performance ပိုင်းမှာဆိုရင်တော့ Snapdragon ရဲ့ 6X Gen 4ကိုသုံးပေးထားတယ်ဒီ SoC ကတော့ကျွန်တော်တို့ဒီ daily usage အသုံးပြုနေတဲ့ app တွေပေါ့နော်ဒီ YouTube တို့ TikTok တို့ Facebook တို့ဒီ Viber တို့စတဲ့ app တွေကတော့ကောင်းကောင်းကြီးအဆင်ပြေတယ်ဆိုပေမဲ့ game ဆော့မဲ့လူတွေအတွက်ကတော့ဒါ mobile legend လို game မျိုးကိုအပြင်းပြေပေါ့ဗျာပေါ့ပပဆော့မဲ့လူတွေအတွက်လောက်ပဲအဆင်ပြေမှာဖြစ်တယ် mobile legend ဆော့မယ်ဆိုရင်တော့သူကဘာရလဲဆိုရင် Ultra Standard ပြီးရင် Ultra နဲ့သူ Super နဲ့ HD အထိထားပြီးတော့ဆော့လို့ရမှာဖြစ်တယ်ဒီမှာ Antutu တို့ 3D Max တို့မှာကျွန်တော်တိုင်းထားပေးတယ်ရထားတဲ့ရှာမှတ်လေးတွေလည်းကျွန်တော်ဒီထဲမှာထည့်ပေးထားမှာဖြစ်တယ်ကင်မရာပိုင်းမှာဆိုရင်တော့ ultra wide ပါတာဖြစ်တဲ့အတွက်ပေါ့နော် wide ရိုက်မယ်ဆိုရင်တော့ 0.68 ရမယ်ပြီး 1.8 2.8 နောက် 3.8 ထိထားပြီးတော့ရိုက်လို့ရတယ် zoom ကိုအဆုံးထိဆွဲမယ်ဆိုရင် digital zoom ကိုသူက8ဆအထိဆွဲပြီးတော့ရိုက်လို့ရမှာဖြစ်တယ်ဒီမှာတခုတတိထားမိတာကတော့ဒီမှာ live photo တော့ကျွန်တော်မတွေ့ဘူးကင်မရာ108 megapixel သုံးပေးထားပြီးတော့ဗီဒီယိုရိုက်ရင် 1080p ကို 30fps အထိပဲရတာကတော့မဖြစ်သင့်ဘူးပေါ့နော်ဆိုတော့ဒီမှာကတော့ဒီ 1080p ကို 30fps အထိပဲရိုက်လို့ရမယ် selfie camera ကတော့ 16 megapixel ကိုသုံးပေးထားတယ်ဆိုတော့ selfie camera ကတော့သူ့အနေနဲ့သူတော့ဒီ lighting ကောင်းကောင်းရှိရင်တော့နည်းနည်းလေး skin တွေပါ smooth ဖြစ်သွားတာမျိုးလေးတွေရှိမယ် selfie camera နဲ့ video ရိုက်မယ်ဆိုရင်လည်း 1080p ကို 30fps အထိထားပြီးတော့ရိုက်လို့ရမှာဖြစ်တယ်ပေါ့နော်ဓာတ်ပုံတွေပါတွေကဆိုင်းရဲကြီးတဲ့အနေထားမှာတော့နေအောင်ကြီးလင်းတဲ့အခါတွေ lighting ကောင်းကောင်းရှိတဲ့နေရာမျိုးတွေမှာဆိုရင်တော့သူ့ရဲ့ပုံထွက်လေးတွေကတော့သူ့အနေနဲ့သူတော့အဆင်ပြေတယ်လို့ပြောလို့ရတယ်အထင်မှာရှိတယ် battery ampere ကတော့ silicon carbon battery 9000 mAh ကိုသုံးပေးထားတယ်သူတို့ကဒီ battery ရဲ့တက်တန်း6နှစ်လောက်ထိခံတယ်လို့လည်းပြောထားတာမျိုးတွေရှိတယ်ဒီ battery ကိုကျွန်တော်ဘယ်လောက်ထိခံ
ခံလဲဆိုပြီးတော့ PC Max နဲ့ကျွန်တော်စမ်းကြည့်ထားတယ် battery percent နဲ့ 96% ကရင်တော့မှ 20% ပေါ့နော် R20 အထိကိုကျွန်တော် non stop runner ကဘယ်လောက်ထိခံလဲဆိုရင်တော့73နာရီနဲ့18မိနစ်ခံတယ်ပေါ့နော်ဒါ PC Max နဲ့စမ်းထားတဲ့ result ရလက်ပေါ့နော် 100% ကရင်တော့မှ0အထိသုံးမယ်ဆိုရင်တော့24နာရီလောက်ကတော့အသုံးပြုလို့ရနိုင်မှာဖြစ်တယ်အားပြန်သွင်းမယ်ဆိုရင်45 watt super chat နဲ့သွင်းရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာစမ်းထားတယ်ဒီ R4% ကရင်တော့မှ 100% အထိကိုအားဘယ်လောက်ကြာသွင်းရလဲဆိုတော့2နာရီနဲ့18မိနစ်ကြာအောင်အားသွင်းရတယ်ပေါ့နော် battery ampere crown ပါတယ်45 watt နဲ့အားသွင်းရမယ်ဒီ0 to 100% ကိုအားပြည့်သွင်းမယ်ဆိုရင်တော့2နာရီခွဲဝန်းကျင်လောက်ကြာမယ့်အနေအထားမှာရှိတယ်တခြားဖုန်းတွေကိုအားပြန်သွင်းမှုအတွက် reverse charger 10 watt ကိုပါထည့်ပေးထားသေးတယ်ပေါ့နော်ဆိုတော့ဒီ Honor ရဲ့ဒီ H8DR ဆိုရင်ပေါ့နော် official global ဝင်တဲ့ဖုန်းတွေထဲမှာ15သိန်းဝန်းကျင်မှာပေါ့နော်ကျွန်တော်ဒီ display လှလှလေးနဲ့ battery ampere များများ daily use အသုံးပြုတဲ့ app တွေကို social app တွေကိုအဆင်ပြေပေါ့ပါအသုံးပြုခြင်းတဲ့လူတွေအတွက်ကတော့ဒီကောင်လေးကတော့အဆင်ပြေတယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ video ကတော့ဒီလောက်ပါပဲပေါ့နော်နောက်ထပ် video တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်